လူတရားရဲ့ဘဝမှာလေအမတ်တရားတွေဆိုတာအများကြီးပဲကြလားအဲ့ဒီထက်ကမှဘယ်ဟာတွေကိုတော့မှတ်ထားမလဲဘယ်ဟာတွေကိုတော့မေ့လိုက်မလဲဆိုပြီးဦးနောက်ကဘလို့များရွေးချယ်ဆုံးဖြတ်နေပါမလဲဒါကတကယ်တော့ဦးနောက်အတွက်အခြေခံအကြောင်းဆုံးဒါပေမဲ့အရှုပ်ထွေးဆုံးစိန်ခေါ်မှုကြီးတစ်ခုပဲဆိုတော့ဒီနေ့မှာအဲ့ဒီလျှို့ဝှက်ချက်ကြီးရဲ့နောက်ွယ်မှာရှိရဲ့အော့ဆရာကောင်းလောက်တဲ့နှစ်စင်ပါစနစ်တစ်ခုအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင်ကဲဒီလိုလေးထွတ်ချက်စဉ်းစားကြည့်အောင်ထီပေါက်ခဲ့တဲ့နေကိုဆိုတတ်တလုံးမေးမှာမဟုတ်ဘူးဒါပေမဲ့လွန်ခဲ့တဲ့အင်္ဂါနေ့ကမနစ်စပါစားခဲ့လဲလို့မေးလိုက်ရင်တော်တော်များများပြန်စဉ်းစားလို့ရတော့မှာမဟုတ်ဘူးဟုတ်တယ်မလားဘာလို့ဖျက်ရတာလဲအဲ့ဒီမေခွန်းကပဲဗျာကျွန်တော်တို့ဦးနောက်ရဲ့မှတ်ဉဏ်ရွေးချယ်မှုနောက်ွယ်ကအကြီးမားဆုံးပဟေလီကြီးတစ်ခုစီကိုတွားဖို့တကားဖွင့်ပေးလိုက်တယ်လို့ပါပဲဟုတ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဦးနောက်ကဘဝဇလန်းကြီးကိုတီးဖက်နေတဲ့ဒါရိုက်တာကြီးတယောက်လိုပဲအရန်စိတ်လို့ရှားစရာကောင်းပြီးအရေးပါတဲ့အဖြစ်ပြက်တွေပြီးတော့နေတိုင်းလုပ်နေကြတာမန်ဖြစ်ပြက်တွေအဲ့ဒီနှစ်ခုကြားကခြားနာချက်ကိုသူကအလိုလိုသိနေတယ်ပြီးတော့အရေးပါတဲ့အမတ်တရားတွေကိုပဲရွေးထုတ်ပြီးတော့ကျန်တဲ့တာမန်ကြောင်းရာတွေကိုတော့ဇလန်းရဲ့နောက်ွယ်မှာမိမ့်မင်တော့လုပ်ဖြစ်လိုက်တယ်ကဲဆိုတော့ဒီလျှို့ဝှက်ချက်ကိုရှေ့ရှာဖို့အတွက်သိပ္ပံပညာရှင်တွေအရင်ကတည်းကသိပြီးသားအချက်တွေနဲ့အရင်ဆုံးစကြည့်ကြတာပေါ့အဲ့ဒါကဘာလဲဆိုတော့ညဘက်အိတ်နေတဲ့အချိန်မှာအမတ်တရားတွေကိုပြန်ပြီးတော့ခိုင်မာအောင်လုပ်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒီဇလန်ရဲ့အဓိကဇက်ကောင်ကဘယ်သူဖြစ်မလဲ Hippocampus ပါပဲဦးနောက်ထပ်မှာရှိတဲ့ပင်လယ်မင်းလေးနဲ့ပုံစံတူတဲ့ဒီ uprising လေးကကျွန်တော်တို့ရဲ့ဘဝဇက်ကြောင်းတွေတနည်းပြောရင်ကိုယ်ပိုင်အမတ်တရားတွေကိုဖွဲ့စည်းပေးနေတဲ့အဓိကနေရာကြီးတစ်ခုပါ Hippocampus ကအဓိကအားဖြင့်အလောက်လုပ်ပုံနှမျိုးရှိတယ်နေဘက်နိုးနေတဲ့အချိန်မှာဆိုရင်ပေါ့သူကတွေ့ကြုံသမျှအရာအလုံးကိုမမောတာမှတ်တမ်းတင်နေတာပဝင်းကျင်ရဲ့စိတ်ပိုင်းဆိုင်ရာမိဘုံတစ်ခုကိုရေးဆွဲနေလို့ပဲညဘက်အေးပြော်ထားပြီးဆိုရင်တော့သူက offline mode ကိုပြောင်းလိုက်ပြီးနေကင်းကကျုံးခဲတဲ့အရေးကြီးတဲ့အဖြစ်ပြက်ကြီးကိုပြန်ရွေးထုတ်တယ်ပြီးတော့စီစစ်တော့တာပဲအခုဒီမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုလာပါပြီအဲ့ဒါက short wave ripple အတော့ကောက် SWR လို့ခေါ်တဲ့အာယွန်ကျော်ဖြစ်စဉ်တစ်ခုပဲဒါဘယ်လိုမျိုးလဲဆိုတော့အင်ကြီးတဲ့အချိန်မှာဖြစ်ပေါ်တဲ့ဦးနောက်ရဲ့လက်စီကြောင်းတိတိလေးလိုပဲအဲ့ဒီ line လေးတွေကြားထဲမှာပဲအမတ်တရားတွေကိုအရှင်းမြင့်တင်ထားတဲ့ရုပ်ရှင်တကားလို့ fast forward ပြန် read ပြီးတော့ရေရှည်သိမ်းဆည်းဖို့အတွက်ပြင်ဆင်တာဖြစ်ပါတယ်ဒါမဲ့ဒီညမှာပြိုင်ဆိုင်မှုတစ်ခုရှိနေပါအမတ်တရားတိုင်းကပြန်ပြီးတော့ replay လုပ်ခွင့်ရဖို့အခွင့်အရေးတန်းထူမရကြဘူးဒါကအာယုံကျော်အဆင့်မှာကိုဖြစ်နေတဲ့ပြိုင်ပွဲကြီးတစ်ခုနဲ့တူနေတာရှင်းပြောရရင် SWR line တစ်ခုဖြစ်လာပြီဆိုတာနဲ့အမတ်တရားတစ်ခုစီကိုကိုစားပြုတဲ့အာယုံကျော်ပုံစံတွေကငါပေါ်ရမယ်မင်းပေါ်ရမယ်ဆိုပြီးအပြိုင်ဆိုင်စူးစမ်းကြတော့တာပဲအဲ့ဒီထက်ကမှအားကောင်းဆုံးအထင်ရှားဆုံးအမတ်တရားတွေကပဲဒီပြိုင်ပွဲမှာနိုင်ပြီးတော့ replay ပြန်လုပ်ခွင့်ရတော့တာပို့ပြီးတော့ an all ဆိုတဲ့ကောင်းတာကပါလဲဒီလားဒီ replay လုပ်တဲ့အမြတ်နှုံးပါတကယ်ဘဝမှာ second ပေါင်းများစွာကြာခဲ့တဲ့အတွေ့အကြုံတစ်ခုကိုမျက်စိတမိတ်အတွင်း millisecond 100ပဲကြာတဲ့အချိန်လေးအတွင်းမှာဦးနောက်ကပြန်ပြီးတော့ပြသနေတယ်ဆိုတာပဲဒီလိုမျိုးအချင်းကိုခြုံပြီးအရှင်အမြင့်ဆုံးနဲ့ပြန်ပြရတဲ့ဖြစ်စဉ်ကအမတရားတွေကိုရေတိုမညံကနေ neocortex လို့ခေါ်တဲ့ဦးနောက်ရဲ့အမြဲတမ်းတိုးလောင်ယုံစီကို fine transfer လုပ်ပေးလိုက်တယ်လို့ပဲအဲ့ဒါကအဓိကတော့ချက်ပဲအဲ့ဒီဖြစ်စဉ်ကြောင့်ပဲအမတရားတွေကတကယ်ကိုခိုင်မဲသွားတော့တာတိပ္ပမညာရှင်တွေကဒီလောက်ဆိုဇလန်ကပြီးလောက်ပြီးလို့ထင်ကြကြတာပေါ့ဒါပေမဲ့မျိုးလေးမထားတဲ့ plot twist ကြီးတစ်ခုကပေါ်လာခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီတော့မှတွေ့ရတယ်ဆိုတဲ့ SDFR line တွေကိုလူတွေနိုးနေတဲ့အချိန်မှာလဲရှာဖွေတွေ့ရှိခဲ့တာပါပဲအဲ့ဒီတွေ့ရှိချက်ကနေမေကွန်းကြီးတစ်ခုထွက်လာတော့တာပဲဟုတ်ပြီအမတ်တရားတွေကိုအိတ်တဲ့အချိန်မှာတင်းတယ်ဆိုရင်ဦးနောက်ကဘာဖြစ်လို့နေခင်းပဲကြီးနိုးနေတော့မှအချိန်ကုန်ခံပြီးတော့ဒါတွေကို plan replay လုပ်နေရတာလဲနိုးနေတော့ဖြစ်ကဒီ awake ripples တွေကအရင်ကနားလည်ထားတဲ့ပုံစံနဲ့လုံးဝကို M1 ဘူးဖြစ်နေတယ်ဘာလို့လဲဆိုတော့အချက်နှစ်ချက်ရှိတယ်တိတ်နိုးနေတဲ့အချိန်မှာ neocortex ကအချက်အလက်တွေကိုသိမ်းဖို့အသင့်မဖြစ်သေးဘူးနှစ်ဒီလို replay လုပ်တဲ့အချိန်အုပ်ရအတွက်ကလည်းမှတ်ညက်တစ်ခုခိုင်မာသွားဖို့အတွက်လုံလောက်အောင်မများဘူးဆိုတော့တစ်ခုခုတော့လွဲနေပြီကဲဒီတော့ဒီပဟေလီရဲ့အဖြေကိုရှာဖို့အတွက်တိတ်ပံပညာရှင်တွေကလည်းစုံထုတ်တယ်လို့မဲ့ဦးနှောရဲ့လှရှားမှုတွေကိုအသေးစိတ်ပြန်ပြီးစစ်စစ်သုံးသပ်ခဲ့စမ်းသပ်မှုတွေကိုလုပ်ကြည့်ကြတော့တာပေါ့သူတို့ဘာလုပ်ခဲ့လဲဆိုတော့ကြွက်တဲ့ဝင်ကဘာထဲမှာပြေးလွှားနေတဲ့အချိန်အဲ့ဒီအချိန်မှာအာယုံကျော်ဆယ်ပေါင်400ကျော်ရဲ့လှရှားမှုတွေကိုတပြိုင်နက်တည်းမှတ်တမ်းတင်ခဲ့တယ်စဉ်းစားကြည့်လေဒါကတူရီယာပေါင်း400ပါတဲ့တန်စုံတီဝိုင်းကြီးတစ်ခုပါအတန်းတွေကိုတပြိုင်နက်တည်းနားထောင်ပြီးအဲ့ထဲမှာတန်စင်အမှန်ကိုရှားရတယ်လို့ပဲအရန်ကိုရှုပ်ထွေးတဲ့ data တွေအဲ့ဒီလောက်ရှုပ်ထွေးလွန်းတဲ့အချက်အလက်တွေ data တွေကြားတဲ့ကနေအ
အတိပ္ပယ်ရှိတာတစ်ခုကိုဖော်ထုတ်နိုင်ဖို့အတွက်သူတို့က dimensionality reduction ဆိုတဲ့အင်မတန်အစွမ်းချက်တဲ့နည်းပညာတစ်ခုကိုသုံးခဲ့ကြတယ်ဒီနည်းပညာကဘာလို့ပေးလဲဆိုတော့ရှုပ်ပေါ်နေတဲ့အချက်အလက်တော်ကြီးထဲမှာဝေထားတဲ့ရိုးရှင်းတဲ့ပုံစံလေးတစ်ခုကိုဖော်ထုတ်ပေးနိုင်တယ် ဒီဖြစ်စဉ်ကိုဥပမာပေးရရင်အရန်ကောင်းတဲ့ဥပမာတစ်ခုရှိတယ်ရှုပ်ရှုပ်ထွေးထွေးခောက်ထားတဲ့ origami စက္ကူခောက်ရုပ်တစ်ခုကိုတေးသေးချာချာလေးပြန်ဖြန့်ချလိုက်တဲ့အခါအောက်မှာရှိတဲ့မူလစက္ကူပြားလေးကိုပြန်မြင်ရတယ်လို့ပဲပေါ့အဲ့ဒါလိုပဲဒီနည်းပညာကအာယုံကြောဖောင်း400ရဲ့ရှုပ်ပွားနေတဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းတဲ့ပုံစံတစ်ခုအဖြစ်ကိုပြောင်းလဲပေးလိုက်တာ ဒီနေရာမှာဝေါင်းလို့အော်ရလောက်တဲ့တွေးရှိချက်ကြီးတစ်ခုပေါ်လာတာပဲ UMAT လို့ခေါ်တဲ့ algorithm ကိုတွန်းလိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ဦးနောက်ရဲ့လှုပ်ရှားမှု data တွေကိုနေတစ်ဆက်ကြွတ်တေပြေးခဲ့တဲ့ဝင်ကပားရဲ့မြေပုံကိုအတိအကျပြန်ပြီးထင်နေတဲ့အာယုံကြောဖွဲ့စည်းမှုတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တယ်ဗျာ ကဲအခုဆိုရင်တော့တဲလုံးစားတွေအားလုံးကိုစူးစီးပြီးတော့ဒီမညံဆိုင်ရာလျှို့ချက်ကြီးရဲ့အဖြေကိုဖော်ထုတ်ကြရမယ့်အချင်းကိုရောက်လာပါပဲ အဓိကအကြဆုံးတွေ့ရှိချက်ကတော့ဒါပဲနိုးနေတဲ့အချိန်မှာဖြစ်တဲ့ awake ripples တွေကအောင်မြင်ခဲ့တဲ့နောက်ဆုံးအတွေ့အကြုံကိုပဲချက်ချင်း replay လုပ်တယ်ပြီးတော့အိပ်ပျော်သွားတဲ့အခါမှာဖြစ်တဲ့ sleep ripples တွေကကြတော့အဲ့ဒီနိုးနေတုန်းက awake ripples တွေကအမသားလို့သွားတဲ့လမ်းကြောင်းတွေကိုပဲထပ်ခါတစ်ခါပြန်ပြီးတော့ replay လုပ်နေတာကိုတွေ့ရတယ် ဆိုတော့အဖြေကရှင်းသွားပြီဦးနောက်မှာအဆင့်နှစ်ဆင့်ပါတဲ့အရန်ကိုပါနေတဲ့စနစ်ကြီးတစ်ခုရှိနေလားပထမအဆင့်နိုးနေတဲ့အချိန်မှာအရေးကြီးတဲ့အဖြစ်အပျက်တစ်ခုကို awake ripple နဲ့ချက်ချင်း bookmark ဒါမှမဟုတ် tick လုပ်လိုက်တယ်ဒုတိယအဆင့်ကတော့အိတ်နေတဲ့အချိန်မှာအဲ့ဒီ bookmark လုပ်ထားတဲ့အမှတ်တရတွေကိုပဲရွေးပြီးတော့အမြဲတမ်းသိသိဖို့အတွက်ထက်ခါ replay လုပ်ပေးတာပဲ ဒီဘတ်မတွေကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုပုံဖော်ကြည့်ရင်ဖိနိုင်ခြေရှိတဲ့လှုပ်ရှားမှုပုံစံတွေဆိုတဲ့မြေခြေကြီးပရောမှာဦးစားပေးသွားရမယ်လမ်းကြောင်းတွေကိုထွင်းထုတ်လိုက်တယ်လို့ပဲအဲ့လိုလမ်းကြောင်းဖောက်ပေးလိုက်တဲ့အတွက်ညဘက်ကျရင်အဲ့ဒီအမှတ်တရတွေကိုပဲပြန်ပြီး replay လုပ်ဖို့အခွင့်အလမ်းပိုများသွားစေတာပေါ့ နောက်ဆုံးမှာတော့ဒါဟာတကယ်ကိုလှပပြီးတော့အရန်ထိရောက်တဲ့ဖြည့်ရှင်းချက်တစ်ခုဖြစ်နေတာကိုတွေ့ရတာပဲဒီ system ကအရေးကြီးတဲ့အမှတ်တရားတွေကိုနေ့ဘက်မှာကလေးကကြိုတီရွေးချယ် bookmark လုပ်ထားပြီးတော့ညဘက်ရောက်မှစနစ်တကျခိုင်မာအောင်တင်းစီးပေးတယ်ဆိုတာကိုသိချစေတယ် ဒီလိုမျိုးလာပါတဲ့ဖြည့်ရှင်းချက်ကိုတီးလိုက်ရတဲ့အခါမှာနောက်ထပ်စဉ်းစားစရာမိခွန်းတစ်ခုကြံ့ခဲ့တယ်အဲ့ဒါကတော့အခုဒီအကြောင်းအရာတွေကိုနားထောင်နေတဲ့ဒီအချိန်မှာတော့ကျွန်တော်ရဲ့ဦးနောက်တွေကတခြားဘယ်လိုမျိုးပါနာလာပါတဲ့ဖြလန်နေတွေကိုမြအသုံးပြုနေတယ်မလဲဆိုတာပါပဲ